American ပြည်ထောင်စုရဲ့နှလုံးသားပေါ် Washington DC မြို့တော်စီသို့ဦးတည်ခဲ့တဲ့ Walk for Peace ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ဟာ Texas ပြည်နယ်ကနေစတင်ခဲ့တာဖြစ်ပါတယ်။ရပ်ပေါင်း108ရက်တိုင်ကြံ့ခံရှောင်းလန်းခဲ့ကြတဲ့ဗုဒ္ဓဘာသာယဟန်တော်19ပါးနဲ့ American ပြည်သူတွေရဲ့ဒီခရီးစဉ်အဆုံးသတ်ဟာသမိုင်းဝင်အခိုက်အတန့်တစ်ခုလည်းဖြစ်ပါတယ်။သို့သောဒီလိုအထွတ်အထိပ်ရောက်ရှိနေချိန်မှာပဲမမျှော်လင့်ထားတဲ့ခြေရတစ်ခုကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ခီးစဉ်ရ108ရက်မြောက်အပိတ်နေမှာတဘာဝတရားရေးတာဆရာတော်အရှင်ဥတ္တမသာလကကြိုတင်စည်ရင်သွင်းထားခြင်းမရှိလူအုပ်ကြီးချားတဲ့ကိုဝင်ရောက်လမ်းလျှောက်ဖို့ဂျိုးပန်းခဲ့တာပါဆရာတော်ဟာဇေဒနဝန်ထမ်းတူကိုအတိပေးပြီးငွေရန်သူလေးကြားဝင်ရောက်သွားခဲ့ပေမဲ့လည်းသူပါဝင်ခွင့်ရခဲ့တာကအချိန်အဖြစ်9မိနစ်ခန့်သာကြာမြင့်ခဲ့ပါတယ် Walk for Peace အဖွဲ့တိုက်ထုတ်လွှင့်မှုမှတ်တမ်းများအရဆရာတော်ဝင်ရောက်လာပြီးမကြာခင်မှာပဲတာဝန်ရှိသူတွေဘက်ကဖယ်ရှားမောင်းထုတ်ခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီး American ရောက်မြန်မာတဦးကရှင်းလင်းပြောကြားတာမှာတော့ဒီခရီးစဉ်ဟာလုံခြုံရေးအရာအထူးကြက်မှတ်ထားတာဖြစ်ပြီးမြည်သည့်တန်ဃာတီလာရှင်မဆိုပါဝင်ခွင့်ရှိပေမယ့်စည်ရင် register ပြုလုပ်ဖို့လိုအပ်ကြောင်းအခုလိုကြိုတင်စည်ရင်မသွင်းဘဲဝင်ရောက်လာတာကြောင့်လုံခြုံရေးစီမင်းအရာပါဝင်ခွင့်မပြုတာဖြစ်ကြောင်းသိရပါတယ်။ရပ်ပေါင်းများစွာပင်ပန်းဆင်းရဲခံပြီးTexas ပြည်နယ်ကနေလမ်းလျှောက်ခဲ့ကြတဲ့ဦးဆောင်ဆရာတော်တွေရဲ့ခရီးစဉ်ပြီးဆုံးကနေ့အချိန်ကိုရွေးချယ်ပြီး Washington DC ရောက်မှာဝင်ရောက်ရောနှောခဲ့တဲ့လုပ်ရအပေါ်မှာတော့မေခွန်းထုတ်เสียဖြစ်လာခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းမြန်မာတီတူတွေရဲ့ဝေဖန်မှုအများပြထွက်ပေါ်လာခဲ့ပါတယ်။အချို့ကတော့ဆရာတော်ဟာခရီးစဉ်အစကတည်းကပါဝင်ခြင်းမရှိဘဲအောင်မြင်မှုပန်းနိုင်ရောက်ခါနီမှာတက်ပုံရိုက်ခံလာရောက်ပူးပေါင်းသူလို့ထင်နေကြောင်းဒီလိုလုပ်ရက်တွေဟာဗုဒ္ဓဘာသာအပေါ်အများအမြင်တိမ်းဆောင်းစေနေကြောင်းပြင်းပြင်းထန်ထန်သုံးသပ်ကြပါတယ်။တစ်ဖက်မှာလည်းခရီးစဉ်မတိုင်မီရက်ပိုင်းအလိုကစစ်ကောင်စီရဲ့တန်ယုံတာဝန်ခံကိုယ်တိုင် Work for Peace တန်ဃာတွေကိုတွားရောက်လှူဒန်းခဲ့မှုတွေရှိခဲ့ပေမဲ့အဓိကဥဆောင်ဆရာတော်တွေကတော့ငြိမ်းချမ်းရေးလိုလားတဲ့စိတ်ဆန္ဒမှန်တဲ့ခရီးစဉ်ကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ကြပြီးစီကံမလိုက်နာပဲဝင်ရောက်လိုသူတွေကိုတော့စနစ်တကျဖယ်ရှားခဲ့တာဖြစ်ပါတယ်။ This is the voice of truth. Facts. Knowledge. Truth.